안녕하세요. 시이름인 워또미미입니다. အားလုံးပဲမင်္ဂလာပါကျွန်တော်ဝတ်တော်မြန်မာမှာကျွန်တော်ဒီနေ့မှာကတော့ချင်းမိုင်မှာ269ဘတ်နဲ့အဝအစားလို့ရတဲ့ကိုရီးယားဘာဘီကျူဆိုင်ခေါ်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးကတော့ကျွန်တော်ချင်းမိုင်ကိုလာတဲ့အခါမှာအမြဲတမ်းစားဖြစ်တဲ့ဆိုင်လေးဖြစ်ပါတယ်269ဘတ်နဲ့အဝစားလို့ရပြီးတော့မေရကုံတိုင်းရဲ့ဘေးကရံမှာရှိတဲ့အတွက်ကြောင့်မလို့သွားရတယ်တကယ်ကိုလွယ်ပါတယ်အဲ့တော့ရောက်ပြီဆိုတာနဲ့ကိုထိုင်မဲ့နေရာလေးအရင်ရွေးပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်အခုလိုမျိုးပကံလေးတွေကက်ကြီးတွေညက်တွေဒါတွေကိုသွားယူပြီးတော့ကိုကြိုက်တဲ့အရာကိုထည့်ပြီးတော့စားလို့ရပါပြီအချိန်ကတော့2နာရီသတ်မှတ်ထားပါတယ်2နာရီကို269ဘတ်ဖြစ်ပါတယ်ဒီမှာရနိုင်တဲ့အသားတွေကတော့ကြက်သားဝက်သားပဇွန်နဲ့ကင်းမွန်တို့ဖြစ်ပါတယ်အဲ့တော့ပဇွန်နဲ့ဒီ269ဘတ်ကတော်တော်ကြီးကိုတက်ပါတယ်အရင်တော့ကတော့အမဲသားရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အမဲသားမရတော့ဘူးပေါ့နော်ဒီမှာကိုရီးယား sauce နဲ့ဆက်ပေးထားတဲ့ဝက်သားသုံးသက်သားတော်တော်လေးကိုစားကောင်းပါတယ်ဘာဘီကျူနဲ့တွဲစားဖို့ကတော့အချင်း၄မျိုးရပါတယ်အဲ့ဒီအပြင်ဒီဘာဘီကျူနဲ့တွဲစားတဲ့ kimchi တို့တခြားအစာပလာတွေလည်းအများကြီးရှိပါသေးတယ်အတင်စားလို့ရတဲ့အစားအသောက်တွေထဲမှာဆိုလို့ရှိရင်ဒါစွပ်ပြုတ်ထဲမှာဆိုလို့ရှိရင် kimchi စွပ်ပြုတ်နဲ့ပြီးရင်းနှီးစွပ်ပြုတ်ကအများကြီးရှိပါတယ်အတင်စားလို့ရတဲ့အစားအသောက်တွေထဲမှာဆိုလို့ရှိရင်မာလာဒုတ်ထိုးခင်ရဲ့ကြက်ကိုရီးယားကြော်ရဲ့ပြီးရင်ကြက်ချေတောက်မာလာရဲ့ပဲခောက်ဆွဲနဲ့တော်ပူကီအဲ့ဒီပြင်ဖတ်ထုတ်လေးရပါသေးတယ်အဲ့တော့ဒီအရန်အစားအသောက်တွေထဲမှာနေမှာတော်တော်ကြီးကိုတန်ပါတယ်အေးထဲမှာဆိုလို့ရှိရင် gas အချွေတွေပြင်ကိုတကယ်လို့ကိုက gas အချွေမကြိုက်တဲ့သူဆိုလို့ရှိရင်လီမွန်တီးရပါတယ်ဆိုင်မူဇန်လေးကတော့ကျွန်တော်တို့ကိုရီးယားကားတွေထဲမှာမြင်မှုတဲ့ပုံစံလေးပါပဲဒါပေမဲ့ကိုရီးယားမဟုတ်ပဲထိုင်းမှာဖြစ်နေရလေးတစ်ခုပါပဲအဲ့တော့ကျွန်တော်နေရာလဲအသင်ချပြီးသွားပြီလိုချင်တာလေးလည်းထည့်ပြီးသွားပြီဆိုတဲ့ခါကျတော့စပြီးกินပါမယ်ဒါကတော့ကျွန်တော်ယူလာတဲ့ဟာလေးတွေပါအဲ့တော့စပြီးတော့กินနေပါပြီခင်ဗျာကိုရီးယားဆိုင်မှာတော့စားတာဆိုတဲ့ခါကျတော့ရုပ်ချောချောလေးနဲ့ကိုရီးယားစတိုင်လက်ဆန်လေးကိုရီးယားချင်းလေးဖွင့်ပြီးစားပါတော့မယ်စားနေနဲ့ကိုရီးယားမှုတွေအပြည့်ဝင်နေတဲ့အချိန်မှာပဲအိုးကမဲသွားတဲ့ကြောင့်မို့တော့အစ်စ်လဲမလားဆိုပြီးလာမေးရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့အစ်စ်လေးလဲလိုက်ပါအောင်မယ်โอเคဒဲကိုလဲပြီးသွားပြီဆိုတဲ့ခါကျတော့ကိုရီးယားမှုအပြည့်နဲ့ပဲခောက်ဆွဲကိုသူစားပြီးစားပါပြီအဲ့ဒီမှာသူပဲခောက်ဆွဲလို့တလုတ်ပြီးတလုတ်စားတယ်စားပြီးတဲ့ခါကျတော့ kimchi စားတယ်စားရင်ကနေပြီးတော့ဖတ်ထုတ်ကြီးစားလိုက်ပါတယ်ဖတ်ထုတ်စားနေရနေပြီးတော့စားတဲ့အစားတွေကအရန်ရတာရှိတဲ့ခါကျတော့အရန်ရတာရှိတဲ့ပုံလို့ပြရင်တရက်ဖက်လာစားတော့လောက်ကားနေအီးစားနဲ့လာစားရင်ဘယ်လောက်များကောင်းလိုက်မလဲဆိုပြီးတော့အေးနဲ့ပဲခောက်ဆွဲဆက်ကြည့်ပါတယ်အချိုပွဲထဲမှာကတော့ ice cream ရှိပါတယ်ပြီးရင်ဒီဘက်မှာဖရဲသီးရှိတယ်ဖရဲသီးကတော့မရိုက်ခက်လဲရအောင်ပေါ့နော်အဲ့ဒီအပြင်ဒီမှာ jelly လေးတွေရယ် biscuit လေးတွေရယ်ပြီးရင် chocolate နဲ့ဒီလိုမျိုးတို့တာလေးမျိုးလေးရှိပါတယ်ခင်ဗျာပြီးရင်ခုနကပြောဖို့မေ့သွားပါပေါ့နော်ဒီဘက်အချက်မှာဆိုလို့ရှိရင်အာလူချောင်းကြော်တို့ပြီးရင်ချက်ရည်ကုန်ကြော်တို့ cheese ball လေးတို့အဲ့ဒါမျိုးလေးလည်းရှိရပေါ့နော်အချိုပွဲတက်တက်မဲ့အရင်လာရေးပြပါအချိုပွဲစားတဲ့အချိန်မြောက်သေးပါဘူးပြန်စားလိုက်ပါအောင်မယ်အဲ့မှာဝတ်သားပူဝေးသူစက်တဲ့ထည့်ပါပြီပြီးတဲ့ခါကျလို့ရှိရင်ကိုရီးယားကားရင်မှာကြည့်ဖို့တဲ့အတိုင်းပေါ့နော်အဲ့ဒီမှာနှမ်းရွက်ကိုအရင်အောက်မှာထားပြီးတော့ kimchi တွေပြီးရင်ဝတ်သားတွေရှိသမျှအကုန်လုံးပေါင်းစုံထည့်ပြီးတော့မျက်နှာလောက်ရှိတဲ့အထုပ်ကြီးကိုပါစက်တဲ့ကိုတစ်ခါတည်းထည့်ပါတော့မယ်ပါဇက်ထဲမှာလည်းဝါးနေတာမပြတ်သေးတဲ့ဟာကိုအမှနောက်တစ်ခုကိုလည်းမရမကပါဇက်ထဲထည့်ပါအောင်မယ်အဲ့ဒီမှာသူဝါးနေပါတယ်ဝိုင်းရနေပြီးတော့ပါဇက်ထဲမှာမကုန်သေးတဲ့ဟာကိုလည်းနောက်တစ်လုံးထပ်ထည့်လိုက်ပါပြီအဲ့ဒီမှာသူပစုံပြပါတယ်ဒါပေမဲ့မစားပါဘူးပြီးနာဝက်သားကိုကောက်ပြီးတော့စားလိုက်ပါပြီဒီဆိုင်လေးကတော့ချင်းမိုင်မှာ269ဘတ်နဲ့ကိုရီးယားဘာဘီကျူအဝစားလို့ရတဲ့ဆိုင်လေးပဲဖြစ်ပါတယ်အခုစောင်းရသည့်အေးအေးလေးနဲ့ဒီကိုရီးယားဘာဘီကျူဆိုင်လေးနဲ့ဆိုလို့ရှိရင်လုံးဝကွက်တီကိုဖြစ်မှသိကြပါတယ်အားလုံးပဲတက်တာပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ